ဒီမဲ့754အကြောင်းရ Italy Scout တခုမှာ courses ဆိုတာကပါဝင်တဲ့2 cover G လင်းဆက်ဆိုတာကဒီပါလွှာတဲ့မှန်ဘလူးလေးနှစ်ခုပါဝင်တယ်လို့ပြောတာเนาะဒါ Italy Scout မှာအဲ့ဒီမှာတဲ့သူပြောတာက in objectives of focal length in objectives of focal lengthဆိုတာက FO ရဲ့တန်ဖိုးလေးကိုပေးထားတယ်နော် FO ရဲ့တန်ဖိုးလေးကဘယ်လောက်လဲဆိုလို့ရှိရင်500 mm တဲ့ပြီးတော့ eyepiece of focal length eyepiece of focal length ဆိုတာက FE ကကျတော့50 mm အဲ့မှာ refinery score is a normal adjustment terry score ကိုသူက normal เนาะပုံမှန်လေးအတိုင်းပဲသူက adjustment လုပ်မယ်တဲ့ adjustment လုပ်လို့ရှိရင် for the separation of the lanes တဲ့အဲ့ဒီ lane အကွာဝေးကိုလိုချင်တာเนาะအကွာဝေးကိုလိုချင်တယ်နံပါတ်2လေးရောကျတော့ for is the final image located တဲ့ဒီ final image ပေါ်တဲ့ပုံရိပ်ကိုလိုချင်တယ်တနည်းအားဖြင့်ပြီးလို့ရှိရင်နံပါတ်3လေးရောကျတော့ if the image erase or inverted ပေါ်တဲ့ပုံရိပ်က erase ဆိုတာအတက်ပေါ်မှာလားဒါမှမဟုတ်လို့ရှိရင်လည်း inverted ပြောင်းပြန်ပေါ်မှာလားလို့မေးတာနံပါတ်4ရောကျတော့ for the magnifying power ဆိုပြီးတော့ MP ရဲ့တန်ဖိုးလေးကိုသူကတွေ့ခိုင်းတာနော်အဲ့ဒီကျတို့ကဒီ terry scope လို့ပြောတဲ့အတွက်ကြောင့်မို့လို့ terry scope နဲ့ပတ်သက်တဲ့ပုံသဏ္ဍာန်ကြီးဆိုလို့ရှိရင် separation of the lane ကိုတွေ့မယ်ဆိုလို့ရှိရင် equal to the FO plus FE နဲ့တွေ့လို့ရတယ် MP ရောကျတော့ FO by FE နဲ့တွေ့လို့ရတယ်ဟုတ်ပြီနော် MP ဆိုလို့ရှိရင် FO by FE နဲ့တွေ့ပြီးလို့ရတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျတို့ကမိကုန်းလေးကိုဆက်ပြီးပြောမယ်ဆိုလို့ရှိရင်အဲ့ဒီမှာကိုကဒီ normal adjustment ပုံမှန်တိုင်းဒီ adjustment လုပ်တဲ့အခါမှာတဲ့ဒီ word 2ရဲ့နောက်ဆုံးပုံရိပ်ဒီဘယ်မှာပေါ်လဲဆိုလို့ရှိရင် infinity မှာပေါ်တယ်ဟုတ်ပြီနော်ဒီနောက်ဆုံးပုံရိပ်ဒီဘယ်မှာပေါ်လဲဆိုတော့ infinity မှာပေါ်တယ်တဲ့ဒီ infinity မှာဒီကြည့်မဲ့ရော word 2ဟာတဲ့ infinity မှာရှိလို့ရှိရင်သူ့ရဲ့ပုံရိပ်ဒီ objective ရဲ့ focus မှာပေါ်တယ်လို့ပြောတယ်နော် objective ရဲ့ focus မှာပေါ်တယ်လို့ရှိရင်နောက်ဆုံးပုံရိပ်ရော infinity မှာရှိတဲ့အတွက်ကြောင့်မို့လို့ဒီ I imply ရောဆိုလို့ရှိရင်လည်း IP ရဲ့ focus မှာပေါ်တယ်လို့လည်းပြောတယ်ဟုတ်ပြီနော်ဒီမှာသူဘယ်လိုရေးထားလဲဆိုတော့focus or objective FO တန်ဖိုးပေးထားတယ် FE တန်ဖိုးပေးထားတယ် telescope ကို normal adjustment တိုင်းမယ်ဆိုလို့ရှိရင် final image ကမပေါ်လဲ infinity မှာပေါ်တယ်နော်ခုနကသူပြောတိုင်းတဲ့ infinity မှာပေါ်တယ်လို့ရှိရင်ဒီ object က infinity မှာเนาะ infinity ကနေကြည့်မယ်ဆိုလို့ရှိရင်เนาะဒါကြည့်မိရော word 2ဒီမရှိလဲ infinity မှာရှိရဆိုလို့ရှိရင်လဲသူရဲ့ I apply ဒီမှာပေါ်လဲဆိုတော့ focus မှာပေါ်တယ် focus on the object လို့ပြောတယ်ဟုတ်ပြီเนาะနောက်ဆုံးတစ်ချက်လေးကကြတော့ဒီ final image နောက်ဆုံးပုံရိပ်ဒီ infinity မှာရှိမယ်ဆိုလို့ရှိရင် I apply ဒီမှာပေါ်လဲ focus ရဲ့ IP မှာပေါ်တယ်လို့ပြောတယ်ဟုတ်ပြီเนาะဒီ3ချက်လုံးပေါ့เนาะအဲ့မှာဆိုလို့ရှိရင်ဒီ3ချက်normal adjustment တဲ့အဝေးရှိရ word 2နောက်ဆုံးပုံရိပ်ဒီ infinity မှာပေါ်မယ်ကြည့်မဲ့ရ word 2က infinity မှာရှိလို့ရှိရင်သူ့ရဲ့ပုံရိပ်ကobjective ရဲ့ focus မှာပေါ်မယ်ငါတို့နောက်ဆုံးပုံရိပ်ရ infinity မှာရှိလို့ရှိရင် I apply ရော IP ရဲ့ focus မှာပေါ်တယ်လို့ပြောတာဟုတ်ပြီအဲ့ဆိုလို့ရှိရင် A ရဲ့တန်ဖိုးတွေ့လို့ရပြီနော် separation of the lane မှာ L equal to FO plus FE အဲ့ဆိုကျတို့က A ရဲ့တန်ဖိုးလေးရမယ်ခုနကသူလိုချင်တဲ့ final image ဒီဘယ်မှာပေါ်မှာလဲ infinity မှာပေါ်မယ် image ဒီဘယ်လိုပေါ်မှာလဲပြောင်းပြန်ပေါ်မယ်ဟုတ်ပြီနော်အဲ့တော့ MP ကိုရှာမယ် MP ရှာမယ်ဆိုတော့ MP equal to FO by FE အဲ့တော့ကျတို့လိုချင်တဲ့ဒီမှာ MP ရဲ့တန်ဖိုးလေးရမှာပေါ့နော်